သစ္စာဆောင်ခန်းညံပတ်တဲ့တော့မှနေတယ် လုံးဖြစ်နိုင်တော့ငိမ့်ညာ သူမျက်နှာကိုမြင်လိုက်ရတဲ့နာလေးကဖြစ်ပေါ်လာတဲ့ချစ်တရားဒီတန်တရားမဆုံးသေး၍တည်မြဲနေမယ်ချစ်မှုပေါ့ကိုချစ်နေတဲ့မိန်းကလေးတယောက်ကိုဘာမှမကြိုးစားပဲဒီတိုင်းလေးပဲထိုင်ကြည့်နေရမှာလားတခြားရွေးချယ်စရာနီးလန်းလည်းမရှိတော့တစောင်းမီးတစောင်းဆွဲကောင်းကောင်းနဲ့ဆက်ပြီးရေးဖို့နေကြတာ လုံးဝမဖြစ်နိုင်ပါဘူးရှင်တဲ့ ရှင်လူချင်းတဲ့အဖြေကိုကျမပေးလိုက်ပါပြီကျမအဖြေပေးတဲ့အကြောင်းဘယ်သူမှမပြောပါဘူး တငါ့ကိုပြေးပေးတာပဲ ကျွန်တော်သူ့ကိုဘာပြောအောင်မှမသိဘူးဘာမှမပြောပါဘူးသူကလည်းဘာဆိုဘာမှပြန်မပြောဘူးကျွန်တော်နဲ့သူငယ်ဟာဘာဒီမှလည်းမသိပါဘူး ဒီပစိုးဝင်လာမယ်ထင်တာပဲ ဘာမတင်စရာရှိလို့လဲဟိုနေ့ကဟိုပစိုးဆိုတော့ဒီနေ့ကဒီပစိုးပေါ့ ငါတလောက်တီးတီးချာချာစူးစမ်းထားရဲ့သားနဲ့ကွာဟိုကွာလဖိုင်းမဝင်ဘူးလေ နိုင်မိပါရဲ့သဘောတူဖို့อ่ะလေမောင်တက်ကတူမှာကွာလာဖိုင်းဝင်ပြီးတော့ဆရာဖြစ်ဖို့နည်းလမ်းတစ်ခုပဲရှိရ လွယ်မောင်းကိုပေးခဲ့တဲ့အချစ်ကမောင်းတို့အမြင့်ဆုံးဆုလက်ပါ ကြောင်မီဆိုတဲ့ရွာကမူလာတန်းကြောင်လေးမှာအလေတန်းပြဆရာဖြစ်ခတ်ပေးလိုက် ကျွန်တော်ကဒီเจ้าကိုယာယီเจ้าတာဝန်နဲ့ပြောင်းလာတဲ့เจ้าဆရာဖြစ် အားလိုက်တော့ဆရာကြီးကျွန်တော်တို့ကြောင်းပါလေထိုင်ကြကောင်တလုံးမှမရှိဘူး အဲ့ဒါဆိုဆရာတို့ဆရာမတို့ညောင်းတော့ဘာမှ အော်ဒီလိုပဲကလေးတွေစာရေးတဲ့ကောင်ကိုထိုင်လိုက်တာပဲဆရာ ဒီเจ้าမှာဘာပစ္စည်းမှမရှိလို့ဆရာလည်းဘာမှလက်ခံစရာမလိုဘူးလို့ပြောတာပါဆရာရဲ့ နောက်ဆုံးတော့လေအလူကောင်ကိစ္စပဲမှာပြီးဘာမှဖြစ်လာမှာလည်းမဟုတ်ဘူးတပြားမထဲနိုင် ဘာစာမှတုံနေနဲ့ပညာတတ်တော့ဘာလို့လို့ရမှာအချိန်တိုင်းငါလိုပဲထမ်းတတ်ရမှာမလားမိမိကိုကောင်းအောင်ကြိုးစားမည်နော်ဒီပါလေရန်ဖြစ် ကိုဖြစ်နေတာလေ ကလေးတွေကစိတ်တရားရသွားလိမ့်မယ် ခမငြိမ်နေတဲ့လူအာနာပေါအောင်ပြရည် လောကမှာညံပြင်းတဲ့တပည့်ဆိုတော့မရှိဘူးအပင်ပြညံတဲ့ဆရာဆိုတာပဲရှိတာ ကျမတို့ကညံ့ပြင်းတဲ့ဆရာတွေပေါ့ ခမရအောင်ကြောက်ရေးယူပါလေကြောက်ကခရိုင်ပညာကိုဥအောင်တန်းတယ် ဆရာကြီးလွယ် ငါ့ကိုကျောင်းဆရာအလုပ်ကထွက်ပြီးຫນွေတို့မိသားစုလုပ်ငန်းတွေအားလုံးကိုဦးစီးပြီးလုပ်ပါမယ်လို့ကတိပေးမှာပေးစားမှာတဲ့ တင်တင်ရွေးဆိုတာဘယ်သူလဲ ဘာလို့မဆိုင်နိုင်လာမေးနေရလဲသူပြည့်ပြည့်ပေါ့မင်းနဲ့ဘာဆိုင်လို့လဲ ကျောင်းဆရာအလုပ်ကိုဖတ်တွယ်နေတဲ့မောင်ရွေယူနေတယ်လို့ထင်မိပါ ဆရာတောင်းဝင်လေစောရည်ရွေးပြုတ်ပြောက်သွားလို့ ဒီရွာလုံးရဲ့ကလေးတွေကိုသူ့သားသမီးသတ်မှတ်ထားတာအဲ့ဒါမှကျောင်းဆရာစစ်စစ်စိတ်တမ်း